ခလေးစကားသဘင်သေးစကားအယူစကားဆိုတာရှိတယ်တကကြီးရှေ့ကဘယ်လိုပညာထွက်တာရှေ့ကပညာထွက်ကြနောက်ကပရမသစ္စာလိုက်နော်ရှေ့ကဘယ်လိုလဲတဲ့ရဲသေးချာငါတင်းနေငါကြောင်စားကြံနေငါဖရာကကယ်လိမ့်မယ်တဲ့အခုနောက်ပိတ်ဆုံးသာသနာဘယ်ငါမြကြံမယ်ထင်လဲနောက်ပိတ်ဆုံးသာသနာဖရာမရှိတော့ဘူးတကကြီးနောက်ပိတ်ဆုံးသာသနာမှာတရားတော့အခုကြားလာတကကြီးမှုံတိုင်းနေရဲသေးချာငါတင်းသာသနာပတဲ့နေရာအကုန်တိုက်နေနော်အစုလိုက်အပြုံလိုက်ချောအောင်မယ်နော်ဘာကြောင့်လဲဖယားမှန်တရားမှန်သံဃာမှန်မသိတဲ့ပုဂ္ဂိုလ်မှန်မြတ်ကတော့ရေစုံရောတော့ရက်လက်ကြငါတင်နေငါကြောင်စားကြံနေငါဖယားကယ်မယ်လို့ရှေ့ကပြညာကထွက်တာနော်သာမဏသံရှိရေးလက်ဦးနှစ်တုန်းကဥပဇင်းတော်ဟောမှာမော်ဖီမှာစိုက်ပြုံးရုံမှာသာမဏသံရှိရေးဆိုတော့ပြညာကြီးထုတ်ထားတယ်ကွာပြညာကြီးထွက်လာနော်သံဃာကြီးတွေဘယ်တော့မှဖြေကြီးဝါကြီးတွေဦးဇင်းတို့စိုက်ပြုံးရုံထဲမှာတခါတည်းတခါကြီးယုံနေထိုးတာဘယ်အောက်ထိုးတယ်မှတ်တယ်တရားပင်ဒီအောက်ထိုးတယ်အဲ့ဒါတရားပင်ဒီအောက်ကပြညာကထွက်တာတယ်ပြညာကွာရတတ်တယ်ပါတယ်နော်တရားပင်အောက်မှာယုံကြီးတွေထိုးပြီးတော့သာသနာတန်ရှင်းရေးဆိုပြီးတော့ပြညာကြီးလုပ်တယ်မဟုတ်လားအခုနောက်ပိတ်ဆုံးသာသနာကာလဝိမု ക്തി ယူကခေအနတ္တသာသနာတပတ်ပြန်တဲ့တာတရားဆောက်တရားဆောက်နေတော့သာသနာရှင်းလိမ့်မယ်တရားကရက်နဲ့ကြငါတင်နေငါကြောင်စားကြံနေငါဖယားကယ်မယ်လို့ပြညာကြီးကရှေ့ကထွက်ထားတယ်နော်အဲ့ဒီတော့နောက်ပိတ်ဆုံးသာသနာဖယားသာသနာတရားကဆောက်ဖယားရှိတယ်ကတော့ဖယားကညားတယ်အခုဖယားနဲ့တဝက်ပါသွားတယ်ဖယားကသက်တမ်းလေးကတိုးတယ်တကကြီးသက်တမ်းလေးကတိုးတော့တကကြီးနေလားငါလားနေမအညမအချော့သွားတယ်ဖယားနဲ့ပါသွားတာတချို့အဲ့ကကောင်ကမဟာသာဝကပါသွားတာတချို့တဝက်သာလာလေးပါသွားခုသက်တမ်းလေးကတိုးတော့နေလားဟိုရှေ့ဖယားတွေကတော့သပေါင်းသသိန်းဒီလိုနေရတာဟုတ်တကကြီးသက်တမ်းကရှိတယ်အခုဂေါရမမြတ်စွာဘုရားကတော့သက်တမ်းလေးကဘာမှမရှိဘူးတကကြီးနေမအညမအချော့သွားတယ်တဝက်လောက်ပဲပုံနေတကကြီးအခုကာလဝိမု ക്തി ယူကခေအနတ္တသာသနာ9000ထားခဲ့တယ်အနက်က2500ကုန်သွားလို့အခု2500ထဲမှာဝင်လာပြီတကကြီးကာလဝိမု ക്തി ယူကခေအနတ္တသာသနာတပတ်ပြန်တဲ့ဒီသာသနာမှာဘယ်ငါများကြံမဲ့ထင်ကြလဲသီလရဲ့သမာဓိရဲ့ပညာရဲ့သီလရှိတဲ့ပုဂ္ဂိုလ်သမာဓိရှိတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီဟာတွေကြံလိမ့်မယ်တဲ့အင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်